ဖျားသခင်ဤကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏တရက်9လ2025အင်္ဂါနေ့စဉ်သက်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့အလုတ်ဖြစ်သောတည်င်းစကားကိုထိမ့်သိမ်းဆောက်ရှောက်ကြသူများငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောက်၌ဟေလသလူယုံကြည်သောသူအပေါင်းတို့ကိုကယ်တင်စေသောဖရာသခင်၏တကူတော်ဖြစ်၏ယောမအခန်းကြီး1အငယ်16ကျွန်ုပ်တို့ဟောကြားသောသခင်ယေရှုခရစ်တော်၏ဧဝံဂေလိတည်င်းစကားသည်အမှန်တကယ်အလုံးလုံးတည်းရှိသောတည်င်းစကားဖြစ်သည်ထိုအရာကိုယုံကြည်သောသူအယောက်စီတိုင်းအတွက်ဤတည်င်းစကားသည်မငြင်းပယ်နိုင်သောအကျိုးရလဒ်များကိုထုတ်လုပ်ပေးပါသည်ထိုအကြောင်းကြောင့်ထိုတည်င်းစကားကိုတပါးသူများထံဝေငှရန်မြန်ဆန်ရဲရင်ရမည်ကျွန်ုပ်သည်နှလုံးရောဂါအလွန်ပြင်းထန်နေသည့်ပုဂ္ဂိုလ်တဦးအားစကားပြောဆိုခဲ့သည့်အကြောင်းကိုအမှတ်ရမိပါသည်ဆရာဝန်များကထိုသူ၌ရုတ်တရက်နှလုံးခုန်ရက်ခြင်းဝေဒနာကိုရှာဖွေတွေ့ရှိခဲ့ပြီးသူသည်အစားထိုးကုသမှုလိုအပ်သည်ဟုပြောခဲ့သည်သို့သောကျွန်ုပ်သည်ထိုသူအားဧဝံဂေလိတည်င်းကောင်းကိုဝေငှနေစဉ်ကျွန်ုပ်ကသူအားကျွန်ုပ်တင့်ကိုစကားပြောဆိုနေစဉ်အတွင်းတင်ဤနှလုံးသားထဲ၌အပြောင်းအလဲတစ်ခုဖြစ်လာလိမ့်မည်ဟုပြောလိုက်ပါသည်တင်ပြုလုပ်ရမည့်အရာမှာကျွန်ုပ်ပြောဆိုသည့်အရာကိုယုံကြည်ရန်ဖြစ်ပြီးယုံကြည်ပြီးကျွန်ုပ်ထံသို့မိနစ်အနည်းငယ်ခန့်များအာယုံစုဆိုင်ပေးရန်သာဖြစ်သည်ထိုသူကသဘောတူပါသည်ထို့ကြောင့်သူအားကျွန်ုပ်ဆက်လက်ပြောဆိုခဲ့ပြီးသူနှင့်အတူအသက်ပါသောစကားများကိုဝေငှခဲ့ပါသည်15မိနစ်ခန့်ကြာပြီးသည့်နောက်ကျွန်ုပ်ကသူ့အားအမှုပြီးပြီဟုပြောလိုက်ပါသည်ထိုသူကလည်းဟုတ်ကဲ့အမှုပြီးပါပြီဟုပြန်ပြောခဲ့သည်နောက်တစ်ချိန်စစ်ဆေးမှုပြုသည့်အခါထိုသူတွင်အသစ်သောနှလုံးတစ်ခုရရှိထားကြောင်းဖော်ပြပါသည်အခက်အခဲဒုက္ခများအလုံးမရှိတော့ပေကျွန်ုပ်သည်ထိုကဲ့သို့ဖြစ်ပျက်ခဲ့သည်ကိုအကြိမ်ပေါင်းများစွာတွေ့မြင်ခဲ့ပူပါသည်ပြဿနာအခက်အခဲသည်အရေးမကြီးပါဤဧဝံဂေလိတည်င်းကောင်းကအလုပ်ဖြစ်ပါသည်၎င်းသည်သခင်ယေရှုခရစ်တော်၏တည်င်းစကားဖြစ်ပြီးထိုတည်င်းစကားသည်နေရာတိုင်းတွင်အကျိုးရလဒ်များကိုထုတ်လုပ်ပေးပါသည်ဘုရားသခင်ဘုန်းကြီးတော်မူစေတည်းတင်သည်အလုပ်ဖြစ်သောတည်င်းစကားတစ်ခုကိုသယ်ဆောင်လာသည့်အခါတင်၌ယုံကြည်စိတ်ချမှုရှိနေပါသည်ထို့ကြောင့်သခင်ဘုရားသည်ကျွန်ုပ်တို့အားဧဝံဂေလိတည်င်းကောင်း၌ယုံကြည်စိတ်ချမှုရှိစေရန်အလိုရှိခြင်းဖြစ်သည်ထိုတည်င်းစကားသည်အလုပ်ဖြစ်သောကြောင့်ကျွန်ုပ်တို့သည်မိမိတို့ဘာသာထိုတည်င်းစကားကိုဝှက်၍မထားနိုင်ပေထိုအရာသည်အမှန်တကယ်အလုပ်ဖြစ်ပါသည်တမန်ကျမ်းစာကယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းမလဲနေတော်မူ၏ဟုမိန့်တော်မူ၏ဟေဘဲအခန်းကြီး73အငယ်8ယောမအခန်းကြီး1အငယ်16မှ19တွင်ရှင်ဘောလူကငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောက်၌ဟေလသလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဖရာသခင်၏တကူတော်ဖြစ်၏အကြောင်းမူကားယုံကြည်ခြင်း၌တည်သောဖရာသခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့အလို့ငါဧဝံဂေလိတရားအဖြစ်ထင်ရှားလျက်ရှိ၏ဟုမိန့်တော်မူ၏တည်င်းစကားသည်နေချားစီမရှိပါအကန့်အသတ်မရှိပါထိုတရားသည်တိုင်းနိုင်ငံတိုင်း၌မြို့တော်တိုင်း၌ယုံကြည်သောသူအလုံးအတွက်အလုပ်ဖြစ်သည်ထိုတည်င်းစကားသည်အသက်တာများကိုပုံတံပြောင်းလဲစေပြီးဖြာနာသူထံသို့ကျမ်းမာခြင်းနှင့်အနာငြိမ်းခြင်းကို၎င်း
စင်ရသားများထံသို့ကြွယ်ဝချမ်းသာခြင်းကို၎င်းထို့ပြင်ပျောက်ဆုံးနေသောသူများထံကဲတင်ခြင်းကို၎င်းဆောင်ယူလာပေးပါသည်မျှော်လင့်ချက်ကုံဆုံးနေရမှအောင်ပွဲသို့လူယောက်ျားလူမိန်းမများပြစ်လွတ်လိုက်ပြီးပန်းနိုင်များကိုပုံတတန်ပြောင်းလဲစေသည်ထိုကဲ့သို့သောတည်င်းစကားအကြောင်းနှင့်ပတ်သက်၍ကျွန်ုပ်တို့သည်မြေကဲ့သို့တိတ်ဆိတ်စွာနေနိုင်မည်နီထို့ကြောင့်ဧဝံဂေလိတည်င်းစကားကိုရဲရင်စွာဟောကြားပါတည်င်းစကားသည်အလုတ်ဖြစ်သည်ထိုတည်င်းစကားသည်အချိန်တိုင်းနေရာတိုင်းတွင်အလုတ်ဖြစ်ပြီးထိုအရာကိုယုံကြည်သောသူအရောက်စီတိုင်းအတွက်ဖြစ်သည်ဟာလေလုယာထပ်၍လေ့လာရန်ကြံပိုင်တမန်တော်ဝတ္ထုအခန်းကြီး26အငယ်16မှ18ရှင်မာကုအခန်းကြီး16အငယ်15မှ18တမန်တော်ဝတ္ထုအခန်းကြီး1အငယ်8ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖနေရာတိုင်းအချိန်တိုင်းတွင်အလုတ်ဖြစ်ပြီးယုံကြည်သောသူအရောက်စီတိုင်းအတွက်အလုတ်ဖြစ်စေသည်သခင်ယေရှုခရစ်၏ဘုန်းကြီးတော်မူသောဧဝံဂေလိတရားအတွက်ကိုရောကိုယေရှုတင်ပါသည်ကျွန်ုပ်သည်ဤဧဝံဂေလိတည်င်းစကားကိုရဲရင့်စွာနှင့်ယုံကြည်စိတ်ချစွာဟောကြားပြီးယုံကြည်သောသူတိုင်းစီသို့အနာငြိမ်းခြင်းကယ်တင်ခြင်းနှင့်ပုံတတန်ပြောင်းလဲခြင်းတို့ကိုဆောင်ယူလာပါသည်သခင်ယေရှုနာမတော်မြတ်၌အာမင်တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်တမန်တော်ဝတ္ထုအခန်းကြီး15အငယ်22မှ35ဧတတာဝတ္ထုအခန်းကြီး9မှ9ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်လုကာအခန်းကြီး6အငယ်1မှ7တရားဟောရာကျမ်းအခန်းကြီး29ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့